အနီရောင်ခေါင်းစွပ်မလေးတခါတော့ကရွာလေးတရွာမှာချစ်စရာကလေးမလေးတယောက်ရှိတဲ့သူဟာတစ်ချိန်လုံးခေါင်းစွပ်ပါတဲ့အနီရောင်အင်ဂျီကိုဝတ်ဆင်ထားတာကြောင့်အားလုံးကသူ့ကိုအနီရောင်ခေါင်းစွပ်မလေးလို့ခေါ်ကြတယ်ခေါင်းစွပ်မလေးခေါင်းစွပ်မလေးရေခေါင်းစွပ်မလေးဟုတ်ကဲ့မေသမီးဒီမှာပါဘာတွေလောက်နေတာလဲချောကလက်တွေစားနေပြန်ပြီလားမဟုတ်ပါဘူးမေမေလိန်ပြောနေပြန်ပြီအဖွားကနေသိမ့်မကောင်းဘူးတဲ့အဖွားရဲ့အိမ်ကိုဒီချင်းလေးယူသွားပြီးတော့လူမမမေးလိုက်ဟုတ်ပြီလားဟုတ်ကဲ့သွားပေးပါမယ်မေမေသမီးကိုချောကလက်ကျွေးရင်ပေါ့မင်းကချောကလက်အစားပုံးပါလေအမေကသူ့ကိုချောကလက်လက်တဆုပ်စာပေးလိုက်တယ်ပြီးတော့နားထောင်နင်ကတိတ်စကားများတယ်လမ်းမှာသစိမ်းတွေနဲ့စကားမပြောနဲ့နော်ကောင်းပါပြီမေသစိမ်းတွေနဲ့စကားမပြောပါဘူးအနီရောင်ခေါင်းစွပ်မလေးဟာသူ့ဖွားအိမ်ကိုသွားတဲ့လမ်းတစ်လျှောက်တချင်လေးတကြောကြောနဲ့ခုံပေါင်းပေးခဲ့တယ်ခေါင်းလောင်းလေးတွေကျုံနေသည်လမ်းတစ်လျှောက်လုံးညံစီစီစဖားလေးလေးစီလို့ကောင်းနှင်းတွေဝေတဲ့ပြောစရာဆောင်ဟေးခေါင်းလောင်းလေးတွေကျုံနေသည်လမ်းတစ်လျှောက်လုံးညံစီစီစဖားလေးလေးစီလို့ကောင်းနှင်းတွေဝေတဲ့ပြောစရာဆောင်ယူဒီရဲ့အနီရောင်ခေါင်းစွပ်မလေးရဲ့အတန်ကိုကြားသွားလို့ဒေါ်ရဲကဝင်းမလွယ်ကြီးတကောင်ပေါ်လာတယ်ကွယ်အနီရောင်ခေါင်းစွပ်မလေးလည်းထိတ်လန့်သွားတာပေါ့ကွယ်ရေးကြီးတုတ်ပြန်နဲ့ဘယ်သွားမလို့လဲကောင်မလေးကျမအဖွားအိမ်ကိုအလဲသွားမလို့ပါဝင်ပလွေကြီးဟုတ်ပါပြီဒါနဲ့ချင်းတော်လေးရောဘာရီယူလာတာလဲအဖွားကနေမကောင်းဖြစ်နေလို့တတိတွေနဲ့နွားနို့တွေသွားပေးမလို့ပါအော်မင်းကတိတ်လိမ်မာတာပဲကိုအဖွားကိုအရန်ကိုဂယုစိုက်တယ်ဒါနဲ့မင်းအဖွားကဘယ်မှာနေကြလဲတော်တွေကဖျားရှိခိုးကြောင်းပြကြည့်နာမှာပါကောက်ချစ်စင်တဲ့ဝင်းမလွယ်ကြီးကကောင်မလေးကိုစားဖို့အတွက်အကြံထုတ်တော်တဲ့ကွယ်ဟုတ်ပါပြီကောင်မလေးရဲ့ဒါနဲ့ဒီတော်တွေမှာမွေးပြက်နေတဲ့ပန်းမွေးခလာလေးတွေအများကြီးရှိတယ်မင်းအဖွားကိုလက်ဆောင်ပေးဖို့ခူးသွားမလားဝါအရန်ကောင်းတဲ့အကြံပဲပန်းတွေခူးသွားရင်အဖွားကလည်းသမီးကြိုက်တဲ့ချောကလက်တွေပြန်ကျွေးမှာပဲဒါဆိုပန်းတွေခူးလိုက်အောင်မယ်နော်ဟုတ်ပြီခူးသွားလိုက်အောင်ငါလည်းပြန်လိုက်အောင်မယ်ကျေးဇူးပါပဲဝင်ပလွေကြီးရေတတာအနီရောင်ခေါင်းစွပ်မလေးဟာကျိုးရီမှာပန်းကလေးတွေလှည့်ပတ်ခူးနေတဲ့ကွယ်ဒီနေ့တော့စားရကန်ကြုံတာပဲဘာရလဲစားလာပြီဟုတ်ပြီငါအကြံရပြီသူ့အဖွားအိမ်ကိုအရင်သွားရမယ်သူ့အဖွားကိုအရင်ကိုက်စားပြီးမှဒီကောင်မလေးကိုစောင့်ခံရမယ်ကောက်ချစ်တဲ့ဝင်းမလွယ်စိုးကြီးကအနီရောင်ခေါင်းစွပ်မလေးပန်းခူးနေတော့အဖွားဖြစ်သူရဲ့အိမ်ကိုအရင်ပြေးသွားလိုက်တာပေါ့အိမ်ကိုလည်းရောက်ရောတကားကိုခောက်လိုက်တာပေါ့အေးပါလာပြီငါမီးလေးရောက်လာပြီထင်ပါရဲ့ဝင်းမလွယ်ကြီးကအဖွားကြီးကိုဖမ်းချုပ်လိုက်ပြီးတော့အဖွားမအွန်လိုင်းကအချိန်မှာပဲသူ့ပါဇက်ကိုဖျက်ပြီးတစ်ခါတည်းမျိုးချလိုက်တယ်အဖွားရဲ့အသားကစားလို့ကောင်းလိုက်တာဝင်းမလွယ်ကြီးဟာဗီဒီယိုထဲကအဖွားရဲ့အဝတ်အစားတွေကိုယူဝတ်ပြီးအဖွားရဲ့ပုံစံဟန်ဆောင်နေလိုက်တယ်ပြီးတော့အိယာတွေကိုလှဲအနီရောင်ခေါင်းစွပ်မလေးကိုစောင့်နေတယ်တိတ်မကြခင်ပဲအနီရောင်ခေါင်းစွပ်မလေးရောက်လာတော့တယ်ကွယ်လာပါတဲ့ကဘာကြီးအတွက်ကျေးဇူးတင်ပါတယ်ငှက်ကလေးတွေကိုလည်းကျေးဇူးတင်ပါတယ်ရာတိုင်းအတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်အိမ်လေးစီကိုအနီရောင်ခေါင်းစွပ်မလေးရောက်လာချိန်မှာတော့အိမ်ထဲကိုဝင်လိုက်ပြီးသူ့အဖွားဘေးမှာဝင်ချလိုက်တယ်တတရလားဖွာအခုကတော့တိတ်မတက်တာဘူးငါမီးလေးကိုမြင်လိုက်တော့မှတက်တာသွားတော့တယ်ကွယ်အိုးဖွာအဖွားရဲ့မျက်လုံးတွေကအရန်ပြူးကျင်နေပါလား
အော်မီးလေးကိုအားဆိုင်ပြီးတော့ပြူးကြည့်နေရလို့ပါ ။အိုးအဖွားရဲ့နေရွက်တွေကအကြီးကြီးဖြစ်နေပါလား မီးလေးအလားကိုနားဆွရင်နဲ့အကြီးကြီးဖြစ်သွားတာကွယ် ။အဖွားရဲ့သွားတွေကလည်းအဆွဲကြီးတွေနဲ့တူလိုက်တာ မင်းကိုကိုက်စားမလို့ဟဲ့ ပြောလို့မှမဆုံးသေးခင်ဝေမလွေကြီးဟာအိမ်ယာတွေကခုန်ချလာပြီးတနာစပွေအနီရောင်ကောင်းဆုံးမလေးကိုညှို့ချလိုက်တဲ့ကွယ်ဘိုင်ဝါသွားတာနဲ့အိမ်ယာဘောကိုပြန်တက်လိုက်တယ်လူနှစ်ယောက်ကိုမျိုးချထားတဲ့အချိန်နဲ့ဘိုင်လေးပြီးအိပ်ပျော်သွားတဲ့ကွယ်ပါဇက်ကလည်းတခုခုတစ်ခေါက်ခေါက်ဟောက်တဲ့အပြင်ကနေဖြတ်သွားတဲ့တစ်ခုတ်သမားတယောက်ကသူ့ဟောက်တန်ကိုကြားသွားတော့တဲ့ကွယ် ဖွားရဲ့ဟောက်တန်အရင်ကနဲ့မတူပါလားဝင်ကြည့်လိုက်အောင်ပါပဲ အိမ်ထဲကိုရောက်သွားတဲ့အခါအိပ်ပျော်နေတဲ့ဝင်းပလွေကြီးကိုတွေးလိုက်ရတယ်ကွယ် ဒီကောက်ကျစ်ဆင်းလဲတဲ့ဝန်ပလွေကိုလိုက်ရှာနေတာတော်တော်ကြာနေပြီခုမှပဲငါရှာနေတဲ့ဒီကောင်တွေ့ရတော့တယ် ဝင်းပလွေကြီးရဲ့ဘိုက်ကလှုပ်နေတာကိုသူမြင်တွေ့သွားတယ်အဖွားကြီးကိုမျိုးချထားတာဖြစ်မှာပဲဆိုပြီးအဖွားကြီးကိုကယ်ဖို့ပြင်တယ်ကက်ကြီးတလက်ကိုယူပြီးဝင်းပလွေရဲ့ဘိုက်ကိုခွဲလိုက်တယ်ဘိုက်ပွင့်သွားတာနဲ့တပြိုင်နက်ဘိုက်ထိကနေအနီရောင်ကောင်းစွန်းမလေးခုန်ထွက်လာပြီးအော်ငိုတဲ့ကွယ် ။အိုးဦးလေးကြီးဝင်ပလွေဘိုက်ထဲကမှောင်မဲနေတာပဲကြောက်စရာကောင်းလိုက်တာ ဒီလည်းပြီးရောအဖွားကြီးလည်းခုန်ထွက်လာပါလေရောအနီရောင်ကောင်းစွန်းမလေးကချက်ချင်းပဲကြောက်တုံးကြီးတွေသွားရှာလာပြီးခွဲထားတဲ့ဝင်းဘလူရဲ့ဘိုက်ထဲကိုထည့်လိုက်တယ်ပြီးတာနဲ့တစ်ခုတ်သမားကဘိုက်ကိုပြန်ချုပ်ပေးလိုက်တဲ့ဝင်းဘလူကြီးညိုးလာတဲ့အချိန်မှာပဲအားလုံးအပြည့်အလွှာပုံလိုက်ကြတယ်ဘေးမှာဘယ်သူမှရောက်မလာသေးဘူးဆိုပြီးဝင်းဘလူကြီးလည်းအိမ်ထဲကနေထွက်လာခဲ့တယ် အော်ငါဘိုက်ကလေးလိုက်လားဟိုဖွားရအသက်ကြီးနေလို့အစာမကြည့်တာပဲဖြစ်ရမယ် တလန်းနလန်းရှောက်ပြီးတဲ့အချိန်မှာအယံမောလာပြီးအချိန်ချင်းနိုင်မဲလဲကြသွားတယ်။အဖွားရဲ့အနီရောင်ကောင်းစွန်းမလေးရဲ့တစ်ခုတ်သမားရဲ့ကမြောက်ကနေလိုက်ချောင်းကြည့်တာပေါ့။သူဟာရေစာလွန်းတဲ့အတွက်မြေကမ်းတဲ့ဘေးကိုရောက်သွားခဲ့တယ်။ရှေတောက်ဖို့ငုံလိုက်တယ်ဆိုရင်ပဲသူ့ကိုယ်သူအချိန်မထိန်နိုင်မဲအားလုံးမြင်လေးကိုပြုတ်ကြတယ် ကဲကြပါဒီရောက်ကဲကြပါ ။အဖွားရဲ့အနီရောင်ကောင်းစွန်းမလေးနဲ့တစ်ခုတ်သမားရဲ့ကမြေကမ်းဆက်ရောက်ပြီးရင်နေတာကိုတွေ့လိုက်တယ် ။တေဆန်းကောက်ကျစ်တဲ့ဝင်ပလွေကြီးနင်သေးမအင်းမ ကဲကြပါဒီရောက်ကဲကြပါ အားလုံးပဲပျော်သွားကြတာပေါ့အဖွားကသူတို့ကိုကယ်လိုက်တဲ့တစ်ခုတ်သမားကိုတိတ်ကျေးဇူးတင်လို့ကိတ်မုတ်တွေချကျွေးလိုက်တယ်အနီရောင်ကောင်းစွန်းမလေးကတွတ်တွတ်လက်လက်နဲ့ကိတ်မုတ်ကိုယူစားဖို့လှမ်းလိုက်တဲ့အချိန်မှာအဖွားကသူ့ကိုကြားလိုက်တယ် ငါမီးကတော့ကိမ်မုံနဲ့ချောကလက်တွေ့ရင်လက်ကအယမ်းမြန်တယ်တစ်ခုတ်သမားကြီးပြန်သွားမှတနေကုန်ကြိုက်တဲ့လောက်စားအခုတော့အဖွားတို့နှစ်ယောက်လုံးကိုကယ်ခဲ့တဲ့တစ်ခုတ်သမားကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့တချင်းတစ်ပုတ်လောက်ဆိုပြလိုက်ပါအောင်လားကွယ်အော်ဟုတ်တာပေါ့ဖွားရဲ့ဒီနေ့အတွက်ဦးလေးကြီးကသမီးတို့ရဲ့ကယ်တင်ရှင်ဖြစ်သွားပြီဒီတော့သမီးတချင်းဆိုပြပါမယ် သူမတချင်းစားဆိုပြပါတယ် လာပါတဲ့ကဘာကြီးအတွက်ကျေးဇူးတင်ပါတယ်ညကလေးတွေကိုလည်းကျေးဇူးတင်ပါတယ်ရာရာတိုင်းအတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ် ပြီးတော့အားလုံးကြွကြွပါပါနဲ့ကိတ်မုတ်တွေစားကြတဲ့အနီရောင်ကောင်းစွန်းမလေးဟာနောက်တောင်းအထဲမှာလက်မမအောင်ဖြူဆိုင်ပြီးသူ့မိရဲ့စကားကိုလည်းနားထောင်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်